ဒူရင်းတီ1ကီလို120ဒူရင်းတီကိုကအပြုတ်ကြိုက်တယ်ဆိုရင်ဒီနေ့စားလို့ရတဲ့အပြုတ်ကိုရွေးခိုင်းထိုင်းနေတော်တော်များများကအပြုတ်မစားဘူးမတင်းတင်းစားတယ်ပေါ့နော်မြန်မာတွေကျတော့မာတာမစားဘူးပေါ့နော်ပြုတ်တာပဲစားတယ်အဲ့တော့ဒူရင်းတီဝယ်မယ်ဆိုရင်ဒီနေ့စားလို့ရတာလို့ပြောပြီးမှဝယ်ရမယ်ပေါ့နော်ဒါမျိုးဆိုရင်အမာတွေပဲရမယ်မဲ့တာတော့အကုန်လုံးမဲ့တယ်ဒါပေမဲ့နည်းနည်းလေးတင်းတာနဲ့နည်းနည်းလေးပြုတ်တာဆိုရင်အဲ့လိုမျိုးသူတို့စမ်းပေးတယ်ပေါ့နော်စိတ်လည်းမဆိုးတစ်လုံးပြီးတစ်လုံးသူတို့ခွဲပေးတယ်ပေါ့အဲ့မှာဆိုရင်ဒူရင်းတီကျမတို့ဒူရင်းတီရောင်းလာတယ်ပေါ့နော်ဒူရင်းတီထိတွေ့ရှိရတူကောင်မှအနံ့တော့မွေးတယ်အနံ့မွေးရုံနဲ့လည်းမသိဘူးအထဲထဲမှာအသားမှဆက်ဖြစ်တာရှိရဲအသားကလုံးဝကိုသူ့ရဲ့အယောင်အသွေးအနံ့နဲ့ပြည့်စုံတဲ့အသီးရှိရပေါ့နော်ဒါပေမဲ့ကျမတို့ဝယ်လာတဲ့အသီးကတော့အနံ့ကတော့အရန်မွေးရဒါပေမဲ့အထဲထဲမှာအသားကမဆက်ဖြစ်နေတယ်အဲ့ဒါကဗီဒီယိုရဲ့အဆုံးမှာရိုက်ပြထားတယ်ပေါ့နော်အဲ့တော့ဒူရင်းတီကဝယ်တက်မှရတယ်ပေါ့နော်အဲ့တော့ဒူရင်းတီတဲ့လည်းကျမတို့တစ်ချိန်ကဒူရင်းတီတဲ့ဖြစ်ခဲ့တယ်ပေါ့နော်ဒူရင်းတီတဲ့လည်းချင်းထက်ခံရတယ်နော်အဲ့တော့ဒူရင်းတီကကျမတို့ပညာပြလိုက်တယ်အထဲထဲမှာအသားကလေးလုံးဝမဆက်ဖြစ်နေတယ်ဒါအခုစမ်းပြတဲ့လုံးဆိုရင်2ကီလိုကျော်ပေါ့နော်ပထမခွဲလိုက်တဲ့အလုံးကကျတော့3ကီလိုနည်းနည်းလေးစုံတယ်ကျမတို့3ကီလိုလုံးပဲယူလာလိုက်တယ်ဒါပေမဲ့ထင်မထားတော့အောင်စိတ်ကြက်ကောင်းသွားတယ်အနံ့ကအရန်မွေးပြီးတော့အရသာကအထဲထဲမှာလုံးဝမကောင်းဘူးใช่เลยเอาเลยยืมไปได้ไอ้อันนั้นก็บลูมอยู่ตัวข้าวนั่นดอกนั่นชูเรนนั่นไปสินั่นมากูปาเลยแต่ไอ้อันนั้นก็ภาษาไทยยาวแต่ติดแต่อันนั้นก็นักข้าวนี่ชูเลยเลยอันนั้นถุดไอ้เลยเผาเลยได้ใช่ไหมชูจีไรแม่นี่เลยรู้สึกซาโลยาบิเซนถุยรู้สึกอันนั้นสิကောင်းတဲ့နဲ့မကောင်းတဲ့နဲ့ကောင်းတယ်ကောင်းတယ်တော့ဆူစားလို့မရတစ်ခါစားဘူးရမလားမဆက်ဆက်ကြီးလေငါမဆက်ဆက်ရေဝင်တဲ့ပုံစံမျိုးမြန်မာပြည်ကပြောရတော့အဲ့လိုပြောမှာပေါ့ကောင်းဘယ်လိုလဲဒီနေ့ကောင်းတယ်ခါနေဒီနားလေးကျတော့ကောင်းတယ်ခါနေဒီနားလေးကျတော့ကောင်းကောင်းတယ်အရင်မှာတော့ပြမာနေဒါပဲနော်ဆက်လိုက်တော့မနော်ဘာလဲဘာကြညနာမူရလေးပါလို့ပြောကောင်းကောင်းဘာလို့တကယ်မကောင်းပါလားငါဘာကောင်းမကောင်းငါပြောတယ်ခုတလို့ယူရအောင်လို့ဒီအလုံးမှာဒီအနက်ရမြန်ငါသိလူနည်းနည်းလေးပြောပါစို့ဟိုပြည့်ရှင်တယ်အသားပြည့်သွားရှင်တယ်အနက်လိုရတယ်နားလေးဒီမှာကြည့်လေဆိုင်ဒီနားလေးဖောက်ပေးတာဒီနားလေးဖောက်ပေးတာဒီနားလေးဖောက်ပေးထားပါတော့နည်းလေးဖောက်တယ်နန်းကြည့်လိုက်တာသူရဲ့အနက်ကပုံမှန်မဟုတ်နည်းနည်းလေးအနက်ထဲမှာတစ်မျိုးပါနေအဲ့ဒီအနက်ကဘာထွက်လာလဲဆိုတွဲနှမလေးနည်းနည်းလေးမဆက်သားလေးထွက်လာတယ်မဲ့အရသာကပုံမှန်မဟုတ်ဘူးချိုးဆိုလဲချိုးဝင်မသွားအဲ့လိုမျိုးရတာထွက်သွားတယ်အဲ့လိုအနက်ပါဒါတော့ဤတယ်အရသာမလန်း
会没么啥嘛。这卤片，我们一点点的变，大变，或要完叫一卤来，修要变。马上让好，那么那里这。不告诉你，这场不标嘛？那刚刚这老标。这还是留着了，那个叫卡的那个。ဒီတိုင်းလားဆိုဒီတိုင်းဒီရှိမှာပြည့်တယ်လားဆိုတော့ဒီတိုင်းတော့ပြည့်တာမဟုတ်ဒီနဲ့ဒီတော့မတူဘူးကိုရေးဖို့လိုတယ်